အမျိုးသမီးတွေပဲရှိရဲ့မြို့မှာအဖမ်းခံလိုက်ရတဲ့အမျိုးသား2ဦးနဲ့အဖြစ်ဒီမြို့လေးမှာအမျိုးသားဆိုလို့2ယောက်တည်းပဲကြံပါတော့တယ်မြို့မှာရှိတဲ့အမျိုးသမီးထုကြီးကသူတို့ကိုအပိုင်ရဖို့တယောက်နဲ့တယောက်အပြိုင်ဆိုင်လူနေကြတာကြောင့်ထိုအမျိုးသား2ဦးဟာအသက်လုပြီးထွက်ပြေးကြရပါတော့တယ်ဒါပေမဲ့သူတို့ထင်သလောက်မလွယ်ကူခဲ့ပါဘူးအမျိုးသမီးတွေဟာတင်ကားတွေလက်နက်အပြည့်အစုံနဲ့သူတို့ကိုဝိုင်းပိတ်ဖမ်းဆီးခဲ့ပြီးတရိတ်ဆန်တွေလိုမျိုးနှောင်အိမ်ထဲထက်ကအောင်နိုင်သူတွေအလားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဖမ်းမိသွားတဲ့အခါအမျိုးသားတွေကသူတို့ကိုနောက်ဆုံးတစ်ကြိမ်ထွက်ပြေးခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်ဒီတစ်ခါထပ်ဖမ်းမိရင်တော့ဘလို့မိန့်ကိုမဆိုနာခံပါမယ်လို့ကတိပေးခဲ့တာကြောင့်အမျိုးသမီးတွေကလည်းနာခံတတ်တဲ့တားကောင်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့အတွေးနဲ့ထပ်မံထွက်ပြေးခွင့်ပေးလိုက်ပါတယ်ဗိုက်စာပြီးအားအင်ချနဲ့နေတဲ့အမျိုးသား2ဦးဟာလမ်းမှာအစားအသောက်တွေတွေ့တာကြောင့်ဝမ်းသာအားရပြေးသွားခဲ့ပါတယ်တကယ်တော့ဒါဟာအမျိုးသားတွေအဖြစ်ရုပ်ဖြတ်ထားတဲ့အမျိုးသမီးတွေရဲ့အစာနဲ့များတဲ့ထောင်ချောက်ဖြစ်ပြီးသူတို့2ဦးဟာနှောင်အိမ်ထဲကိုဒုတိယအကြိမ်ပြန်လည်ဖမ်းခံလိုက်ရပါတယ်သူတို့ကိုဆေးရုံမှာကျန်းမာရေးစစ်ဆေးပြီးတဲ့နောက်မှာတော့မြို့ကအမျိုးသမီးတွေဟာသူတို့ကိုအလူအယက်ခေါ်ဆောင်သွားပြီးတညလုံးအနားမပေးဘဲအသုံးချခဲ့ကြပါတယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့တချိန်ကတမာခဲ့တဲ့အမျိုးသား2ဦးဟာအားအင်တွေကုန်ခန်းပြီးလူအိုကြီးတွေလိုတုံတုံချိချိဖြစ်သွားကြပါတော့တယ်